Hello အားလုံးပဲမင်္ဂလာပါရှင် Favorite ခါ YouTube Channel လေးကနေကြိုဆိုလိုက်ပါရနော် Reflex ဆိုတာသိတယ်မလားဒါပေမဲ့ဒီ fit ထဲက Reflex ကတော့ဖက်နေရင်းနဲ့မုံလဲမမုံနိုင်ချစ်လဲချစ်မိသားစေမဲ့ခါရီတာပါနော်ဇက်အိမ်ခိုင်ခိုင်မာမာနဲ့မြက်ကွက်ပေါင်းများစွာပါဝင်တဲ့ Roman fit လေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးကြပါတယ်ဒါကတော့စာရေးဆရာမမျက်စုရေးသားထားတဲ့ Falling in Love with the Reflex Guy ဆိုတဲ့ fit လေးပဲဖြစ်ပါတယ်ရှင်ဒီ fit လေးရဲ့အဓိကဇက်ကောင်နှစ်ယောက်ကတော့ဦးစီးဖုံးရှင်နဲ့မိုးတောက်ရောင်နေလို့ပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ပြောရရင်ဦးစီးဖုံးရှင်ကတော့လုံးဝကို Reflex ခိုင်တာမျိုးပါနော်မိသားစုရဲ့အငယ်ဆုံးသားငယ်လေးဖြစ်တယ်လို့မိသားစုစီးပွားရေးကိုအောင်မြင်စွာဦးဆောင်နေတဲ့အရေးချင်းပြေးွားတဲ့အငယ်ဆုံးသားလေးပါနော်အခြားတစ်ဖက်မှာတော့မိုးတောက်ရောင်နေကပူစာဘတ်ရှာဖွေရေးအေဂျင်စီတစ်ခုကိုကိုယ်တိုင်တည်ထောင်ထားတဲ့တီးခြားလွတ်လပ်တဲ့သူတစ်ယောက်ပါသူတို့နှစ်ယောက်ရဲ့မိဘတွေကငယ်တင်ငယ်ချင်းအရင်ချာတွေဖြစ်တာမို့ဦးစီးဖုံးရှင်နဲ့မိုးတောက်ရောင်နေတို့ဟာငယ်စဉ်ကတည်းကတယောက်နဲ့တယောက်တည်ကျွမ်းခဲ့ကြသူတွေဖြစ်ပါတယ်ဒီလိုနဲ့တရက်မှာတော့ဦးစီးဖုံးရှင်ရဲ့အမိကမိုးတောက်ရောင်နေရဲ့အေဂျင်စီကိုဆက်သွယ်လာခဲ့ပါတယ်အကြောင်းရင်းကတော့သူရဲ့သားငယ်လေးဦးစီးဖုံးရှင်အတွက်တင့်တော်မဲ့အိမ်တော်ဘက်ကိုရှောက်ဖွေပေးဖို့ပါပဲဒီလိုနဲ့မိုးတောက်တယောက်ဦးစီးဖုံးရှင်ရဲ့အိမ်တော်ဘက်ကိုတာဝန်ယူရှောက်ဖွေပေးရမယ့်သူတယောက်ဖြစ်လာတဲ့အခါမှာတော့အဲ့ဒီကနေစပြီးတော့မချင်မထားတဲ့တွေးဆုံမှုတွေနဲ့စိတ်လှုပ်ရှားစရာဇလန်းကစတင်လာပါတော့တယ်ဒီဖီလေးရဲ့ဆွဲဆောင်မှုကတော့ဦးစီးဖုံးရှင်ရဲ့ကာရီတာပါပဲဒါပေမဲ့အဲ့ဒီ reflex ဆံမှုကပဲသူ့ကိုပိုပြီးဆွဲဆောင်မှုရှိတဲ့ဇက်ကောင်တစ်ယောက်ဖြစ်စေပါတယ်စိတ်ကြဆက်ဆန်ဆွဲဆောင်နိုင်မှုကြားမှာပြိသက်တွေရုံမထွက်နိုင်အောင်ဖြစ်ရပါလိမ့်မယ်။ဒါအပြင်ဒီဇလန်ဟာတာမန်အချစ်ဇလန်ရိုးရိုးမဟုတ်ပဲဇာရေးဆီယာမကမြက်ကွက်ပေါင်းများစွာစနစ်တကျထည့်သွင်းထားတာမို့လို့ဇက်အိမ်တကယ်ကိုခိုင်မာလာပါတယ်။အိမ်နောက်ဘက်ရှာဖွေပေးသူမိုးတောက်ရောင်နေနဲ့ reflex မျိုးသားကြီးဦးစီးဖိုးရှင်တို့ရဲ့ဆက်ဆံရေးကနောက်ပိုင်းမှာဘာတွေဆက်ဖြစ်လာမှာလဲ။သူတို့နှစ်ယောက်ရေဆက်စုံပြီးနားကြမှာလားဒါမှမဟုတ်ကညမာကတီးခြားခွဲထုတ်သွားမလားဆိုတာကိုတော့ဇက်ရှင်တက်တက်နဲ့အသေးတရားရဖက်ရှိရမှာမို့လို့စသိန်းကိုတော့မပြောတော့ပါဘူးနော်ကိုယ်တိုင်ဖတ်ပြီးဦးစီးဖုံးရှင်က reflex အဖြစ်ကနေ green flag ဖြစ်သွားမလားဆိုတာတွားရောက်ခါစားကြည့်လိုက်ပါရှင်ဒီနေ့ review လေးကိုစိတ်နှစ်သက်တယ်ဆိုရင် like and subscribe လေးလုပ်ခဲ့ပေးပါဦးနော်နောက်ထပ်လည်းကောင်းမွန်တဲ့ free review လေးတွေကိုတင်ဆက်ပေးသွားပါဦးမယ်အားလုံးပဲတာယာသောနေ့လေးဖြစ်ပါစေရှင်တတား